ရှာလေးရိုက်တယ်အားမဖြစ်ပါတယ်မန္တလေးမိရှေမဟုတ်တဲ့ကန်ထူးမမိရှေပါဝက်ခေါက်ဟုတ်တယ်ရှေ့ပါခင်ဗျာဒီနေ့ကတော့မန္တလေးမိရှေမဟုတ်တဲ့ကရုမမိရှေဖြစ်ပါတယ်မန္တလေးမိရှေမဟုတ်ပါဘူးကရုမမိရှေပါရှာလဲသွားမယ်ကျွန်တော်တို့ရဲ့ကန်ထူးမမိရှေပါကျွန်တော်ရဲ့ဒီမှာ6ရောက်ခမာကြီးကိုငါလို့ရှစ်ထောင်များငါလည်း6ရောက်ခမာကြီးကိုတိုင်းလောက်ကြည့်ရဖြစ်ပါတယ်စားရခဲ့ပါဘောနော်နတ်သေးငါဆိုငါဆိုအတန်းမလားနတ်သေးဖြစ်ပါတယ်နတ်သေးဟုတ်တယ်ချင်းကြိုက်တာသားသားကိုဒီစီချက်ရရရိုက်တင်တော့တင်ပြီးတော့စားရဟာကြမတင်ကြဘူးလေစားရဟာမတင်အောင်ပြေးတက်ကစားရဟာမတင်ပေးပါဆိုလို့ကျွန်တော်တို့စားရဟာတင်အောင်မှဖြစ်ပါတယ်ဝက်ခေါက်ရောဗျာဒီကြကွေးလေးတွေရောနန်းနန်းပင်လေးတွေရောစုံပါတယ်ထောင်ပြီးတော့စုံစီရပါပြီအကအောင်စုံဖောက်ကစားရကောင်းတဲ့မိရှီလေးတစ်ပွဲရပါပြီအဲ့ဒါကြောင့်ဒါကအငန်းကြီးဒါကတော့ဝက်ခေါက်ပဲဖြစ်ပါတယ်ဒါလေးရတော့ကော်ရီလေးဖြစ်ပါတယ်ဒါတော့ပင်ငပိပါကိုယ်တိုင်ချက်တဲ့ပင်ငပိပါနော်ဒါကတော့စီနီလေးပဲဖြစ်ပါတယ်ဒါကတော့စီချက်ပါမွေလိုက်တော့ဗျာဒါကတော့စားကြည့်တယ်မန္တလေးမိရှီမဟုတ်တဲ့ဒီမှာမိရှီပဲဖြစ်ပါတယ်နာနီဖိုင်နယ်လေးပဲဖြစ်ပါတယ်ဘယ်လိုမမေရမမပြောညာပြီကျွန်တော်ရဲ့ချစ်သမီးလေးစားပါပြီတို့ရတာအပေါ်ငန်းလိုကပြောပါကောင်းတယ်ကောင်းလားတတရောဟုတ်ကောင်းတယ်ဟောရေးရေးဟုတ်ပြီ